မြတ်စွာဘုရားရှင်လက်ထက်တာဝိတ္တိပြည်ကြီးကိုပသိဏတိကောသလမင်းကြီးအုပ်စိုးနေချိန်မှာဖြစ်ပါတယ်။မင်းကြီးမှာနက္ခတ်ပေတွေနဲ့အနာဂတ်ဟောကိန်းတွေမှာအလွန်ကျွမ်းကျင်တဲ့ဘဂဝအမည်ရှိတဲ့ပယောဟိတ်ပုံနာကြီးတူရှိပါတယ်။တညမှာတော့ပုံနာကြီးရဲ့ဇနီးမန္တာနီပုံလေးမဟာတားရတနာလေးတယောက်ကိုဖွားမြင်ခဲ့ပါတယ်။အဲ့ဒီကလေးငယ်မွေးဖွားတဲ့အချိန်မှာပဲတပီလုံးကိုတုံလုံးစေတဲ့အံ့ဩစရာနမိတ်ဆိုးကြီးတစ်ခုဖြစ်ပေါ်ခဲ့ပါတယ်။တာဝိတ္တိတစ်မျိုးလုံးမှာရှိတဲ့ဓာလှန်စတဲ့လက်နက်တွေအားလုံးဟာမီးတောက်တွေလိုတလက်လက်တောက်ပလာခဲ့တာပါ။နန်းတော်တွေကမင်းကြီးရဲ့အဆောင်ရောင်လက်နက်တွေတောင်မှအလိုအလျောက်အယောင်တွေထွက်လာခဲ့ပါတယ်။ပုံနာကြီးဟာဒီထူးခြားမှုကိုကြည့်ပြီးကောင်းငင်ရန်ကကြက်တရားတွေကိုစစ်ဆေးလိုက်တဲ့အခါမှာတော့သူ့ရဲ့သားငယ်လေးဟာခိုးသူနှက်ခတ်အောက်မှာမွေးဖွားလာတာကိုသိလိုက်ရပါတယ်။ဒါဟာဒီကလေးဟာကြီးပြင်းလာတဲ့အခါမှာရက်ဆက်ကြမ်းကြုတ်တဲ့လူသက်သမားကြီးဖြစ်လာမယ်ဆိုတဲ့နမိတ်ပါပဲ။ဖခင်ဖြစ်သူပုံနာကြီးဟာအလွန်ပဲစိုးရိမ်ပူပန်သွားခဲ့ပါတယ်။နောက်တစ်နေ့မနက်မှာပုံနာကြီးဟာနန်းတော်ကိုတွားရောက်ပြီးမင်းကြီးကိုဖြစ်ကြောင်းကုန်စင်လျှောက်တင်ခဲ့ပါတယ်။မိမိရဲ့သားဟာနောက်တစ်ချိန်မှာတိုင်းပြည်အတွက်ဘေးအန္တရာယ်ဖြစ်စေမဲ့လူသက်သမားကြီးဖြစ်လာမှာမို့လို့အခုကတည်းကတပ်ပစ်မယ်ဆိုရင်လည်းသဘောတူကြောင်းဝမ်းနည်းစွာနဲ့ရှောက်ထားခဲ့ပါတယ်။ဒါပေမဲ့ပသိဏတိကောသလမင်းကြီးကတော့သဘောထားကြီးစွာနဲ့ဒီကလေးကတိုင်းပြည်ပလင်ကိုလူမဲ့သူလားလို့မေးမြန်းခဲ့ပါတယ်။မဟုတ်ပါဖေဟာ။တာမန်လူသက်သမားသာဖြစ်မှာပါလို့ပုံနာကြီးကပြန်ဖြေတဲ့အခါမှာတော့မင်းကြီးကဒါဆိုရင်တော့မတတ်ပါနဲ့အောင်။သူ့ကိုအကောင်းဆုံးပြုစုပြောထောင်ကြည့်ကြတာပေါ့လို့မိန့်ကြားပြီးအသက်ချမ်းသာခွင့်ပေးခဲ့ပါတယ်။ဒါအပြင်သူ့ရဲ့အနာဂတ်ဟောကိန်းကိုပြောင်းလဲနိုင်မလားဆိုတဲ့မျှော်လင့်ချက်နဲ့အဟိန်တကအကျမ်းမဖတ်သူလို့အမည်ပေးကအလွန်ကောင်းမွန်တဲ့ပတ်ဝန်းကျင်မှာကြီးပြင်းစေခဲ့ပါတယ်။အဟိန်တကဟာမိဘတွေရဲ့အလေးနဲ့ပြုစုပြောထောင်မှုကြောင့်အလွန်လိမ္မာယဉ်ကျေးပြီးဗလ9တန်နဲ့ပြည့်စုံတဲ့လူငယ်တဦးဖြစ်လာခဲ့ပါတယ်။သူဟာအသက်18နှစ်အရွယ်မှာတော့ထိုခေတ်ကနာမည်ကျော်ပညာဗဟိုချက်မှဖြစ်တဲ့တက္ကသိုလ်ပြည်ကိုပညာသင်ဖို့ထွက်ခွာခဲ့ပါတယ်။အဲဒီမှာဒေသပမောက္ခဆရာကြီးရဲ့လက်အောက်မှာပညာသင်ကြားခွင့်ရခဲ့ပြီးမိမိရဲ့ဝရိယနဲ့ဉာဏ်ကြောင့်ဆရာကြီးရဲ့အချစ်ဆုံးတစ်ပတ်တူဖြစ်လာခဲ့ပါတယ်။အဟိန်တကဟာစာပေသင်ကြားရမှာလဲထူးချွန်တယ်လို့အကျင့်စာရိတ္တပိုင်းမှာလဲပြောစရာမရှိအောင်ကောင်းမွန်လွန်တဲ့အတွက်ဆရာကြီးကသူ့ကိုအထူးတလဲဂရုစိုက်ပြီးပညာတွေအကုန်သင်ပေးခဲ့ပါတယ်။ဒါပေမဲ့အဟိန်တကအပေါ်ဆရာကြီးကအလေးပေးတာကိုကြည့်ပြီးတခြားတစ်ပတ်တွေကမနာလိုဖြစ်လာကြပါတယ်။သူတို့ဟာအဟိန်တကကိုဆရာကြီးနဲ့စိတ်ဝမ်းကွဲအောင်နှီးမျိုးစုံနဲ့ဂုံချောစကားတွေစတင်ပြောဆိုသွားတော့တယ်။ဆရာကြီးအဟိန်တကဟာဆရာကြီးပေါ်မယိုးသားဘူး။သူကဆရာကြီးကိုလှုပ်ကြံပြီးတော့ဆရာကြီးရဲ့နေရာကိုလူဖို့ကြံစီနေတာဆိုတဲ့သတင်းမှားတွေကိုတယောက်ပြီးတယောက်ရိုက်သွင်းခဲ့ကြပါတယ်။ဆရာကြီးဟာပထမမှာမယုံကြည်ခဲ့ပေမဲ့တပည့်တွေကထထလဲလဲပြောဆိုလွန်းတဲ့အခါမှာတော့တန်တရားစိတ်တွေဝင်လာပြီးအဟိန်တကကိုရန်သူတယောက်လိုမြင်လာပါတော့တယ်။ဆရာကြီးဟာအဟိန်တကကိုကိုယ်တိုင်တက်ရင်မိမိရဲ့တိုက်ခါညှိုးနှမ်းမှာစိုးရိမ်တဲ့အတွက်တခြားသူတွေရဲ့လက်နဲ့တေးစိမ့်မဲ့အကောက်အကျန်တစ်ခုကိုထုတ်လိုက်ပါတယ်။အဲ့ဒါကတော့အဟိန်တကကိုခေါ်ယူပြီးမင်းဟာပညာတွေအကုန်တက်မြောက်နေပြီ။ဒါပေမဲ့ဒီပညာတွေအစွမ်းထက်ဖို့အတွက်နောက်ဆုံးလိုအပ်တဲ့ပူဇော်မှုတစ်ခုကိုလုပ်ရမယ်။အဲ့ဒါကတော့လူပေါင်း1000ရဲ့လက်ညှိုးတွေကိုယူလာပေးရမှာပဲလို့ခိုင်းစေခဲ့ပါတယ်။ငကိုကကျင်နာတတ်တဲ့အဟိန်တက်ကဟာအလွန်ပဲထိတ်လန့်သွားခဲ့ပါတယ်။ဆရာကြီးကျွန်တော်ဟာဘသူ့ဘုံမှမငြင်းဆဲဘူးတဲ့အနွယ်ကပါ။ဒါကိုမလုပ်ပြရစေနဲ့လို့တောင်းပန်ခဲ့ပေမဲ့ဆရာကြီးကဒါကိုမလုပ်ရင်မင်းတင်ထားတဲ့ပညာတွေဟာအချင်းနှီးဖြစ်လိမ့်မယ်လို့ဖိအားပေးခဲ့ပါတယ်။နောက်ဆုံးမှာတော့အဟိန်တက်ကဟာဆရာစကားကိုမလွန်ဆန်နိုင်မေလူသက်ခီးကိုစတင်ဖို့ဆုံးဖြတ်လိုက်ရပါတော့တယ်။ဆရာကြီးရဲ့ဖိအားပေးမှုကြောင့်အဟိန်တက်ကဟာလက်နက်တွေကိုဆွဲကင်ပြီးဇာလီနီတောအုပ်ကြီးတဲ့ကိုဝင်ရောက်သွားခဲ့ပါတယ်။အစပိုင်းမှာတော့သူဟာလူသက်ရမှာကိုအလွန်ဝင်လေးနေခဲ့ပေမဲ့ပညာပြီးမြောက်လိုတဲ့ဇောနဲ့ပထမဆုံးလူကိုစတင်တက်ဖြတ်လိုက်တဲ့အခါမှာတော့သူ့ရဲ့စိတ်တွေကတဖြည်းဖြည်းပြောင်းလဲလာပါတော့တယ်။တယောက်ပြီးတယောက်တက်ဖြတ်ရင်းနဲ့အဟိန်တကဆိုတဲ့ကျင်နာတတ်တဲ့စိတ်တွေပျောက်ဆုံးသွားပြီးရက်ဆက်တဲ့လူသက်သမားကြီးတို့ဖြစ်အသွင်ပြောင်းသွားခဲ့ပါတယ်။သူဟာတောအုပ်ထဲမှာဖြတ်တန်းသွားလာသမျှလူမှန်သမျှကိုအသက်အရွယ်မရွေးကြားမမရွေးရက်ရက်ဆက်ဆက်တက်ဖြတ်ပါတော့တယ်။
အချိန်ကြာတဲ့ညသူတက်ခဲ့တဲ့လူအရေအတွက်ဟာလည်းများပြားလာပြီးဘယ်နှယောက်ရှိပြီလဲဆိုတာကိုသူမမှတ်မိတော့ပါဘူး။ဒါကြောင့်သူတက်လိုက်တဲ့လူတစ်ယောက်စီရဲ့လက်ညှိုးကိုဖျက်ယူပြီးမှတ်သားဖို့ဆုံးဖြတ်လိုက်ပါတယ်။ဒါပေမဲ့ဖျက်ယူထားတဲ့လက်ညှိုးတွေကိုစုပုံထားတဲ့အခါမှာခွေးတွေကြီးကန်းတွေကလာရောက်ကိုက်ခဲသွားတဲ့အတွက်လက်ညှိုးတွေကိုကျိုးနဲ့တီးပြီးသူ့ရဲ့လက်ဘင်းမှာပန်းကုန်းလိုဆွဲထားလိုက်ပါတယ်။ဒီလိုနဲ့ပဲလူတွေကြားမှာအင်္ဂုလိမာလာလက်ညှိုးပန်းကုန်းဆွဲထားသူဆိုတဲ့အမည်နဲ့တပြည်လုံးတုံလုံးခြောက်ချရတဲ့မဟာလူသက်သမားကြီးဖြစ်လာခဲ့ပါတယ်။အင်္ဂုလိမာလာရဲ့သတင်းဟာတပြည်လုံးမှာကြော်ကြားသွားပြီးဘယ်သူမှအဲ့ဒီတောအုံနာကိုမကတ်ရဲကြတော့ပါဘူး။ခရီးသွားတွေဟာအဖွဲလိုက်သွားရင်တော့မှအင်္ဂုလိမာလာရဲ့အန္တရာယ်ကနေမလွတ်မြောက်နိုင်ကြပါဘူး။တောအုပ်ထဲမှာတက်စရာလူမရှိတော့တဲ့အခါအင်္ဂုလိမာလာဟာရွာတွေထဲထိဆင်းလာပြီးလူတက်ဖို့ကြိုးစားလာပါတယ်။ရွာသူရွာသားတွေဟာအသက်ဘေးကနေလွတ်အောင်တာဝိထိပြည်မျိုးတော်တွေကိုအုပ်စုလိုက်ထွက်ပြေးတိမ်းရှောင်ကြရပြီးမင်းကြီးထံမှာဒီလူသက်သမားကိုဖမ်းဆီးနိုင်နေမေဖို့ငိုယိုတောင်းပန်ကြရပါတော့တယ်။ပသိနဒီကောသလမင်းကြီးလည်းအခြေအနေကိုသိရတဲ့အခါစစ်တီအင်အားအလုံးရင်းနဲ့အင်္ဂုလိမာလာကိုဖမ်းဆီးဖို့ပြင်ဆင်ပါတော့တယ်။ပသိနဒီကောသလမင်းကြီးကအင်္ဂုလိမာလာကိုဖမ်းဆီးဖို့စစ်တပ်နဲ့ထွက်ခွာတော့မယ်ဆိုတဲ့သတင်းဟာတပြည်လုံးပြန့်နှံ့သွားခဲ့ပါတယ်။ဒီသတင်းကိုအင်္ဂုလိမာလာရဲ့မိဘတွေဖြစ်တဲ့ပယောဟိတ်ပုံနာကြီးနဲ့မန်တာနီပုံလေးမတို့သိလိုက်ရတဲ့အခါမှာတော့ရင်ကျိုးမတက်ခံစားရပါတော့တယ်။မိမိတို့ရဲ့သားအရင်ဖြစ်သူအဟိန်တကဟာမင်းကြီးရဲ့လက်ချက်နဲ့အသက်ခံရတော့မယ်ဆိုတာကိုသိလို့ပါပဲ။မိခင်ဖြစ်သူမန်တာနီပုံလေးမဟာသားကိုအလွန်တနာတဲ့အတွက်ပုံနာကြီးကိုသားစီသွားပြီးအိမ်ပြန်လာဖို့ပြောပေးပါအောင်လို့ငိုယိုတောင်းပန်ခဲ့ပါတယ်။ဒါပေမဲ့ပုံနာကြီးကတော့အင်္ဂုလိမာလာဟာအခုချိန်မှာလူသက်သမားဖြစ်နေပြီဘယ်သူကမှမှတ်မိတော့မှာမဟုတ်ဘူးငါသွားရင်လေငါ့ကိုပါတတ်မှာပဲဆိုပြီးသွားဖို့ညှင်းဆန်ခဲ့ပါတယ်မိခင်မြတ်တာကတော့တားဘေးအန္တရာယ်ကြုံနေတာကိုကြည့်မနေနိုင်ပါဘူးမင်းကြီးရဲ့စစ်တပ်မရောက်ခင်ငါသားကိုငါသွားကဲမှဖြစ်မယ်ဆိုပြီးမိခင်ဖြစ်သူဟာတယောက်တည်းတောအုပ်ထဲကိုဆင်းသွားခဲ့ပါတယ်အဲ့ဒီချိန်မှာအင်္ဂုလိမာလာဟာလက်ညှိုးပေါင်း996ခုရရှိထားပြီဖြစ်ပါတယ်သူ့ရဲ့ဆရာခိုင်းစီထားတဲ့1000ပြည့်ဖို့အတွက်နောက်ထပ်လူတစ်ယောက်ထဲသာလိုအပ်ပါတော့တယ်။အင်္ဂုလိမာလာဟာစိတ်တွေဖောက်ပြန်နေပြီးတကိုယ်လုံးလည်းလူသွေးတွေနဲ့ပေကျံနေပါတယ်။သူဟာဒီနေ့ဘသူနဲ့ပဲတွေ့နောက်ဆုံးတစ်ယောက်ဖြစ်သက်ပြီးပညာရေးဆုံးသက်တော့မယ်လို့ကြုံဝါနေတဲ့အချိန်မှာပဲသူ့စီကိုဥတီလာနေတဲ့မိခင်ဖြစ်သူကိုလှမ်းမြင်လိုက်ရပါတယ်။အင်္ဂုလိမာလာဟာသူ့အမေမှန်မသိတော့ပဲနောက်ဆုံးတစ်ယောက်ရပြီဆိုပြီးဓာတ်ကိုမိုးကပြေးသွားမှာပဲမြတ်စွာဘုရားရှင်ကဓာတ်ကိုမြင်တော်မူပါတယ်အကယ်၍အင်္ဂုလိမာလာသာသူ့အမေကိုတတ်မိရင်မာတုကာတကကန်ကြီးထိုက်ပြီးဘလို့မှတရားထုမရနိုင်တော့မှာမို့လို့မြတ်စွာဘုရားရှင်ကသူတို့နှစ်ဦးကြားထဲမှာကြွရောက်ပြီးအင်္ဂုလိမာလာရဲ့အာယုံကိုလွှဲပြောင်းပေးလိုက်ပါတော့တယ်အင်္ဂုလိမာလာဟာသူ့အမေကိုတတ်ဖို့ပြေးထွက်မှာပဲမြတ်စွာဘုရားရှင်ဟာသူတို့နှစ်ဦးကြားထဲကနေအေးလူကြွမြန်းလာခဲ့ပါတယ်အင်္ဂုလိမာလာဟာသူ့အမေကိုတတ်မဲ့အစားဒီယဟန်ကိုတတ်ရင်ပိုလွယ်တာပဲလို့တွေးပြီးဖျားရှင်နောက်ကိုဓာမိုးကအတင်းလိုက်ပါတော့တယ်။ဒါပေမဲ့ထူးဆန်းတာကတော့ဖျားရှင်ဟာပုံမှန်ခြေလမ်းနဲ့ပဲကြွနေတာဖြစ်ပေမဲ့အင်္ဂုလိမာလာဟာအစွမ်းကုန်ပြေးတာတော့မှအနားကိုမကတ်နိုင်ပဲဖြစ်နေပါတယ်။နောက်ဆုံးမှာတော့အင်္ဂုလိမာလာဟာအမောဆိုပြီးယဟန်ရပ်ပါအောင်လို့အော်ဟစ်တားဆီးပါတော့တယ်။အဲ့ဒီအခါမှာဖျားရှင်ကလှည့်ကြည့်ပြီးငါကရက်နေပြီတင်တာမရက်သေးလို့မိန့်ကြားလိုက်ပါတယ်အင်္ဂုလိမာလာဟာဒီစကားကိုနားမလည်နိုင်ပဲယဟန်တင်ဟာလမ်းလျှောက်နေရတဲ့ရက်နေပြီလို့ပြောပြီးငါကအပြင်းထန်ပြေးနေတာကိုမရက်သေးဘူးလို့ဘာကြောင့်ပြောတာလဲလို့ပြန်မေးပါတယ်ဖျားရှင်ကငါသည်တတ္တဝါတို့အပေါ်ညှင်းဆဲခြင်းတပ်ဖြတ်ခြင်းဆိုတဲ့အကုသိုလ်တရားတို့မှာအပီးပိုင်ရန်နာပြီးပြီသင်ကတော့တတ္တဝါတို့ရဲ့အသက်ကိုတပ်ဖြတ်နေစေဖြစ်လို့မရက်သေးဘူးလို့ပြောတာဖြစ်တယ်လို့အတိတ်ပဲရှိလာတဲ့စကားကိုမိန့်ကြားလိုက်ပါတယ်။ဒီစကားဟာအင်္ဂုလိမာလာရဲ့နှလုံးသားကိုမြားတစင်းလိုစူးဝင်သွားခဲ့ပါတယ်။ငယ်စဉ်ကလိမ်မာခဲ့တဲ့အဟိန်တကရဲ့အသိစိတ်တွေပြန်ဝင်လာပြီးမိမိလုပ်ခဲ့တဲ့အမှားတွေကိုနှောင်နှရကဓာတ်နဲ့လက်နက်တွေအလုံးကိုခြောက်ထဲကိုလွတ်ပစ်လိုက်ပါတော့တယ်။ပြီးနောက်ဖျားရှင်ရဲ့ခြေတော်ရင်းမှာဝတ်တော်ခါရဝပြုပြီးယဟန်အဖြစ်ခွင့်တောင်းခဲ့ရာဖျားရှင်ကအေဟိဘိက္ခုလို့မိန့်ကြားကယဟန်အဖြစ်ချီးမြှောက်လိုက်ပါရယ်
အင်္ဂုလိမာလာဟာယဟန်အဖြစ်နဲ့မြတ်စွာဘုရားရှင်သားကိုလိုက်ပါပြီးဇေတဝန်ကျောင်းတော်ကိုရောက်ရှိသွားခဲ့ပါတယ်။အဲ့ဒီအချိန်မှာပဲပသိဏတိကောသလမင်းကြီးဟာစစ်တီတော်အင်အားအလုံးရင်းနဲ့အင်္ဂုလိမာလာကိုဖမ်းဆီးဖို့တောနက်ထဲကိုထွက်ခွာလာရင်လမ်းခရီးမှာမြတ်စွာဘုရားရှင်ကိုဖူးမြော်ဖို့ကျောင်းတော်ကိုဝင်ရောက်လာပါတယ်။မင်းကြီးရဲ့မျက်နှာဟာအလိုမဲ့စိုးရင်ပူပန်မှုတွေပြည့်နေတာကိုမြင်တော့ဘုရားရှင်ကမင်းကြီးဘယ်ရန်သူကိုစိုးရင်လို့ဒီလောက်စစ်တီအင်အားတွေနဲ့လာလာလဲလို့မေးမြန်းခဲ့ပါတယ်။မင်းကြီးကအင်္ဂုလိမာလာဆိုတဲ့လူသက်သမားကြီးဟာတိုင်းပြည်ကိုအလွန်ဒုက္ခပေးနေလို့သူ့ကိုတတ်ဖို့သွားနေတာပါဖေ။လို့ရှောက်တင်လိုက်ပါတယ်။အဲဒီခါမှာဖျားရှင်ကမင်းကြီးအကယ်၍အင်္ဂုလိမာလာဟာလက်နက်တွေကိုစွန့်လွတ်ပြီးယဟန်ဝိခါတရားဓမ္မတွေကိုကြင်ကြံနေတယ်ဆိုရင်မင်းကြီးဘယ်လိုလုပ်မလဲလို့ပြန်မေးခဲ့ပါတယ်။မင်းကြီးကအကယ်၍တကယ်သာယဟန်ဖြစ်သွားပြီဆိုရင်တော့ကျွန်ုပ်ဟာရိုသေစွာရှ िख ိုးပြီးလူပွဲဝတ္ထုတွေနဲ့တောင်လောက်ကျွေးပြုစုမှာပေါ့ဖေ။ဒါပေမဲ့အင်္ဂုလိမာလာလိုလူမျိုးကတော့ဘလို့မှယဟန်ဖြစ်လာမှာမဟုတ်ပါဘူးလို့ရှောက်ထားပါတယ်။အဲဒီနောက်ဖျားရှင်ကအနီးနားမှာတရားကျင့်နေတဲ့အင်္ဂုလိမာလာကိုညွှန်ပြလိုက်တဲ့အခါမင်းကြီးနဲ့စစ်တီတော်တွေဟာအလွန်ပဲထိတ်လန့်သွားကြပါတယ်။မင်းကြီးကိုယ်တိုင်တော့ကြောက်စိတ်ကြောင့်တုန်ဝင်သွားခဲ့ပေမဲ့ဖျားရှင်ကမင်းကြီးမကြောက်ပါနဲ့သူဟာအခုတော့ဘသူ့ကိုမှမငြင်းဆဲတော့တဲ့အဟိန်တကဖြစ်သွားပါပြီလို့မိန့်ကြားပါတယ်။မင်းကြီးဟာအင်္ဂုလိမာလာကိုအနီးကတွေ့လိုက်ရတဲ့အခါသူ့ရဲ့အေဂျင့်တည်ငြိမ်နေတဲ့မျက်နှာကိုကြည့်ပြီးအလွန်ပဲကြည်ညိုသွားခဲ့ပါတယ်။လက်နက်မပါပဲလူသက်သမားကြီးကိုယဉ်ကျေးအောင်ဆုံးမနိုင်တာမြတ်စွာဘုရားရှင်ရဲ့တကူတော်ပါပဲလို့ချီးကျူးစကားဆိုကစစ်တပ်ကိုပြန်လဲရုပ်သိမ်းသွားပါရယ်။အင်္ဂုလိမာလာဟာယဟန်ဘဝနဲ့ငြိမ်သက်စွာနေထိုင်နေပေမဲ့သူပြုတ်ခဲ့တဲ့မကောင်းမှုဝတ်ကြွေးတွေကတော့သူ့နောက်ကိုအရေးလိုလိုက်နေပါရယ်။တနေ့မှာသူဟာတာဝတိပြည်တွေကိုစွန့်လန့်ကြွတဲ့အခါမှာသူ့ကိုမှတ်မိတဲ့လူတွေကအလွန်ပဲဒေါသထွက်ကြပါတယ်။အင်္ဂုလိမာလာကြောင့်မိဘတွေကိုဆုံးရှုံးခဲ့ရသူတွေသားသမီးတွေကိုဆုံးရှုံးခဲ့ရတဲ့သူတွေဟာယဟန်ဝတ်ထားတာကိုတောင်ဂရုမစိုက်ပဲခဲတွေနဲ့ထူဒုတ်တွေနဲ့ရိုက်ပြီးရန်ပြူကြပါတော့တယ်။အင်္ဂုလိမာလာဟာသွေးတန်ရဲရဲနဲ့ခေါင်းတွေကွဲတင်ကန်းတွေစုပ်ပြတ်တက်သွားတာတော့မှဘသူ့ကိုမှပြန်ပြီးစိတ်မဆိုးသလိုရန်လည်းမမူခဲ့ပါဘူး။သူဟာဒါဟာငါပြုတ်ခဲ့တဲ့ကံရဲ့အကျိုးဆက်ပဲလို့နှလုံးသွင်းပြီးအရာအလုံးကိုငြိမ်သက်စွာသိခံခဲ့ပါတယ်။ကျောင်းတော်ကိုဒဏ်ရာတွေနဲ့ပြန်ရောက်တဲ့အခါမှာလေဖျားရှင်ကချစ်သားသိခံပါတင်ပြုတ်ခဲ့တဲ့ကံကြွေးတွေကိုဒီဘဝမှာရင်ပေးဆက်နေရတာဖြစ်တယ်လို့မိန့်ကြားကအားပေးနှစ်သိမ့်ခဲ့ပါတယ်။တနေ့မှာတော့အင်္ဂုလိမာလာဟာစွန့်ငံကြွရင်းနဲ့မီးဖွားရခတ်နေတဲ့အမျိုးသမီးတဦးကိုတွေ့ရှိသွားပါတယ်။ထိုအမျိုးသမီးဟာအလွန်မဲနာကျင်နေပြီးအသက်အန္တရာယ်စိုးရိမ်ရတဲ့အခြေအနေဖြစ်နေပါတယ်။အင်္ဂုလိမာလာဟာသူမကိုကယ်တင်ခြင်းမဲ့ဘလို့ကယ်ရမလဲမသိတာကြောင့်ဖျားရှင်ထံပြန်သွားပြီးရှောက်ထားခဲ့ပါတယ်။ဖျားရှင်ကချစ်သားအဲ့ဒီအမျိုးသမီးစီသွားပြီးငါသည်လူဖြစ်တီမှစ၍မြည်သည့်တတဝါကိုမြတမင်ရည်ရွယ်ပြီးမတတ်ခဲ့ဘူးပါဆိုတဲ့တစ္ဆာစကားကိုဆိုလိုက်ပါလို့မိန့်ကြားပါတယ်။အင်္ဂုလိမာလာကဖျားကျွန်တော်လူတွေအများကြီးတတ်ခဲ့ဘူးပါတယ်လို့ရှောက်တဲ့အခါဖျားရှင်ကဒါဆိုရင်ယဟန်ဖြစ်တီမှစ၍လို့ပြောင်းပြီးတစ္ဆာဆိုပါလို့လမ်းညွှန်ခဲ့ပါတယ်။အင်္ဂုလိမာလာဟာအဲ့ဒီအတိုင်းတစ္ဆာဆိုလိုက်တဲ့အခါမှာတော့ထိုအမျိုးသမီးဟာအံ့ဩစရာကောင်းလောက်အောင်ပဲဘေးကင်းချုံမွေ့စွာနဲ့တားငယ်ကိုဖွားမြင်နိုင်ခဲ့ပါရယ်။အင်္ဂုလိမာလာဟာအဲ့ဒီတစ္ဆာအဓိဋ္ဌာန်ပြုမှုကြောင့်လူတို့ရဲ့ကြည်ညိုမှုကိုတဖြည်းဖြည်းပြန်လည်ရရှိလာခဲ့ပါရယ်။အရင်ကသူ့ကိုမြင်ရင်ကြောက်လန့်တုန်ရင်နေကြတဲ့သူတွေခဲနဲ့ထုခဲ့ကြတဲ့သူတွေဟာအခုတော့သူ့ရဲ့မြစ်တာဓာတ်နဲ့တည်ငြိမ်မှုကိုမြင်ပြီးလေးစားလာကြပါရယ်။သူဟာဝေဖန်တိုက်ခိုက်မှုတွေကိုမတုံမလှုပ်သီးခံရင်တရားဓမ္မကိုသာပြင်းပြင်းထန်ထန်ကြင်ကြံအားထုတ်ခဲ့ပါတယ်။သူ့ရဲ့စိတ်ထဲမှာအတိတ်ကတတ်ခဲ့တဲ့သူတွေရဲ့ပုံရိပ်တွေပြန်လည်ပေါ်လာပြီးစိတ်မချမ်းမြေ့စရာတွေကြုံရတဲ့အခါတိုင်းဖျားရှင်ရဲ့လမ်းညွှန်မှုနဲ့စိတ်ကိုတည်ငြိမ်အောင်ထိမ့်သိမ်းနိုင်ခဲ့ပါတယ်။နောက်ဆုံးမှာတော့အင်္ဂုလိမာလာဟာကိလေသာအလုံးကုန်စင်ပြီးယဟန္တာအရှင်မြတ်တစ်ပါးဖြစ်သွားခဲ့ပါတယ်။သူ့ရဲ့ဘဝဆက်ကြောင်းဟာဗုဒ္ဓဘာသာဝင်တွေအတွက်အလွန်ကြီးမားတဲ့သင်ခန်းစာတစ်ခုဖြစ်လာပါတယ်။ဘလောက်ပဲကြီးလေးတဲ့အမှားတွေကိုကျူးလွန်ခဲ့ပါစေအသည့်တရားရရှိပြီးလမ်းမှန်ကိုပြန်လဲလျှောက်လမ်းမယ်ဆိုရင်ကောင်းမွန်တဲ့ဘဝအသစ်ကိုရရှိနိုင်တယ်ဆိုတာကိုအင်္ဂုလိမာလာကသက်သေပြခဲ့ပါတယ်။အင်္ဂုလိမာလာဟာမဟာလူသက်သမားဘဝကနေငြိမ်းချမ်းတဲ့ယဟန္တာအရှင်မြတ်ဖြစ်ပြောင်းလဲသွားတဲ့တာရကတစ်ခုဖြစ်ယနေ့တိုင်တရှိနေဆဲဖြစ်ပါတယ်။
Shine Story မြန်မာကိုကြည့်ရှုအားပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်ရှင်။နောက်ထပ်စိတ်ဝင်စားစရာဗီဒီယိုတွေကြည့်ရှုဖို့ channel ကို subscribe လုပ်ထားပေးကြပါအောင်ရှင်။အားလုံးပဲကိုယ်စိတ်နှပြချမ်းသာချမ်းသာကြပါစေရှင်။